မင်္ဂလာပါဒေးပါဆိုတော့ဒီနေ့ TikTok view free ယူတာလေးကိုလုပ်ပြမယ်ကျွန်တော်တို့ browser တစ်ခုခုတည်းကိုတွားပြီးရင်အခုကျွန်တော်ရိုက်ပြထားသလိုမျိုး fire lighter ဆိုတာလေးကိုရိုက်ပြီးရင်အခုပေါ်လာလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာသူက like တွေပြမယ် view တွေပြမယ်ပညာမနော် fan လို့ပါတော့ဘာလဲမသိဘူးเนาะအဲ့ဒီပြတာတယ်အဲ့ဒါလေးကိုကြော်ပြီးလို့ရှိရင်အောက်မှာ username ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာလေးမှာကို view ယူမဲ့ TikTok account ရဲ့ username လေးကိုရေးရပါမယ်တကယ်ချင်းအတွက်လုပ်ပေးမယ်ဆိုရင်တကယ်ချင်း account ရဲ့ username အတွက် username ကိုရေးရမယ်ပေါ့နော်ပြီးရင်ဒီလေးကိုနှိပ်လိုက်ပါ continue ပြီးခဏလေးစောင့်ပါအပေါ်မှာမြင်းလေးသွားနေပါတယ်အဲ့ဒါလေးပြအောင်စောင့်ပါဒါလေးပြည့်ပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါအဲဒီမှာသူကအချိန်လေးထပ်ဆောင်ခိုင်းတယ်ပေါ့နော်5စက္ကန့်4စက္ကန့်အဲ့ဒါလေးပြည့်အောင်စောင့်လိုက်ပါစောင့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ continue ဆိုတာလေးကိုပဲဆက်ပြီးတော့နှိပ်မယ်ပေါ့နော်နှိပ်လိုက်ပါဒီမှာကြော်ညာလေးပေါ်နေရတာလေးကိုကြော်ညာကိုမကြည့်ချင်လို့အမြောက်ကလေးကိုနှိပ်လိုက်တယ်ရတယ်ပေါ့နော်ဒီမှာကျွန်တော်ကတော့မနှိပ်လိုက်မိဘူးဆက်သွားမယ်ဆက်သွားပြီဆိုလို့ရှိရင်ဒီခုတ်လေးလာမယ်အဲ့ဒါက3847ပေါ့နော်ဒါတယောက်နဲ့တယောက်မတူနိုင်ဘူးကိုယ်လည်းကြာရင်ဘယ်ကနန်းကြာမလဲမသိဘူးသူပြတာလေးကိုရိုက်လိုက်မှားသွားလဲကိစ္စမရှိဘူးမှားသွားရင်နောက်တစ်လုံးထပ်ပေးလိုက်မယ်နောက်တစ်လုံးထပ်ရိုက်လိုက်သူကအသေးဆိုအသေးကိုရိုက်အကြီးဆိုအကြီးကိုရိုက်ပေါ့နော်ဖင် continue လေးနှိပ်မယ်ဘင်းဒါလေးကိုခဏစောင့်မယ်4000ပုံစံလေးပေါ်လာတဲ့အထိပေါ့နော်ပေါ်လာလို့ရှိရင်အမှန်လေးချစ်မယ်ခဏလေးပြန်စောင့်မယ် view ယူမှာဆိုတော့ကျွန်တော်တို့က view ဆိုတာလေးကိုနှိပ်မယ်ဒီမှာပေါ့နော်ကျွန်တော်စောစောကပထမတစ်ခေါက်ယူထားတဲ့အတွက်ကျွန်တော်ကို6မိနစ်ပေါ့နော်ပြန်စောင့်ခိုင်းတယ်ပုံမှန်ကူးမှစပြီးတော့ယူမဲ့လို့ဆိုရင်တော့စောင့်စရာမလိုဘူးဒီနေရာမှာကိုယ့်ရဲ့ account စာမျက်နှာကိုတန်းပြီးတော့ရောက်သွားမှာပေါ့နော်ဒီလိုပုံစံမျိုးရောက်သွားမှာဒါကတော့ကျွန်တော်ကဗီဒီယိုတစ်ခုပဲတင်ထားဖြစ်တဲ့အတွက်အဲ့တစ်ခုကိုပဲပြနေရပါတော့ဆိုတော့ဒီနာမှာကျွန်တော်ရဲ့မူရင်း view က3300နဲ့ခွန်ရှိတယ်ကျွန်တော်သူပေးမဲ့ view က200ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီအောက်မှာ send view ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ကြမယ်ပေါ့နော်ကျွန်တော်ယူရမယ်ဆိုရင်ဒီအပုတ်သေးချပြီဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ပို့ပေးနေပြီပေါ့နော်ပြီးသွားပြီအဲဆိုပြီးသွားပြီရောက်သွားပြီရောက်မရောက်ကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်ရဲ့ TikTok account မှာပေါ့နော်ပြန်ကြည့်မယ်ဆိုတော့3307เนาะကျွန်တော်တို့ reflect ချက်လုပ်လိုက်မယ် reflect လုပ်တယ်ဆိုတာကိုယ့်ရဲ့ account အပေါ်ကနေအောက်ကိုရက်ဆွဲလိုက်တာပေါ့နော်ဒါဆိုရင်3555ဖြစ်သွားပြီပေါ့နော်200တိုးသွားပြီပေါ့200တော့နည်းနည်းစွန်းတာပေါ့နော်တိုးရပါပြီအဲဆိုရပါပြီကျွန်တော်တို့ဒါ view တန်လေးလေးဖြစ်ပါတယ်တကယ်လို့ like and follower တွေတိုးချင်တယ် TikTok like and follower ပဲဖြစ်ဖြစ် Facebook like and follower ပဲဖြစ်ဖြစ် Instagram like and follower ပဲဖြစ်ဖြစ်တိုးချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Daily for you page မှာလာရောက်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ